Hello မင်္ဂလာပါချစ်စော်နေမကောင်းတာနဲ့လမ်းနေလည်းမတက်ဖြစ်ဘူးပေါ့နော်ချစ်စော်အမေရောနေမကောင်းတာနဲ့လမ်းနေလည်းမတက်ဖြစ်ဘူးပို့လည်းမတင်ရဘူးပေါ့နော်အင်ကြီးတွေရောစညက်တွေရောကလစ်တွေရောပေါ့နော်အကုန်ရောင်းမှာဒါပေမဲ့ပို့တွေမတင်ဖြစ်ဘူးပေါ့ကွယ်နေမကောင်းတာဒါမှလူကသိရမှာမြတ်တွင်းနေကြာနေလူကကားနေတယ်ယုံနေဒါပေမဲ့မနေ့ဖြန်အမီးရလေးပေးရမှာဆိုတော့ကားသမားလေးမလာခင်တလီသမားလေးမလာခင်ပေါ့နော်ရှိုင်းလိုက်အောင်မဒါအော်ဒါတယ်လေးတွေချစ်တဲ့သူလေးရပေါ့နော်ချစ်တဲ့မလေးကနေမောင်လေးကနေပြီးတော့သူမိမဝတ်ဖို့ဆိုဒီမဲ့မိသားစုပုံလေးနဲ့ဒီမဲ့နောက်ကအသေးပုံလေးနဲ့သူကိုယ်တိုင်ပုံနေပို့သူကိုယ်တိုင်ပြော့ရိုက်တာနော်သူကဒီအယောင်လေးဆိုရှားပါအယောင်လေးကွယ်တဲ့ဖောက်ပတ်စင်အပြင်မှာတကယ်ကိုနုနုဆူဆူလေးအရန်လာသူတော့သမီးပုံလေးပေါ့နော်ထည့်ပေးပါတဲ့ရှင်ပန်နာလေးမှာဆိုသမီးပုံလေးဆိုတော့အသေးလေးနဲ့ပေါ့ကွယ်မိသားစုဖေမေရဲ့အသေးဆွဲလေးဆိုအသေးပုံလေးထည့်ပေးလိုက်တယ်။မဒါလေးလည်းအသေးပုံလေးဖေမေကနော်စတိကာလေးဆိုလည်းတေးရှာလေးလုပ်ပေးတာနော်။ဒီမှာကြည်တောက်စုကြည်လေးနဲ့ရှင်းလေးအယောင်နဲ့အရန်လာသေးလားအယောင်လေးအပြင်မှာတကယ်ဆိုတယ်။ဒါလေးရဲ့ခါကျတော့ခေါက်6ရောင်လေးခေါက်6ရောင်လေးဒါလေးကလည်းမိသားစုပုံလေးပဲဒီမှာမိသားစုပုံလေးထည့်ပေးပါဆိုလို့နော်ချစ်တဲ့ပုံများသူမိမဝတ်စီကျင်လို့မှားပေးတာအကြာကြီးစောင်းလိုက်တဲ့အတွက်လည်းအားနာပါတယ်လို့သိရမလားကိုကလေအထက်ကြီးများင်းနဲ့လေခုမှရတာဖီလေးဆိုလည်းပန့်နေရောဒီမှာသူကဖီလေးတော့ဖွင့်မပြတော့ခဲ့သိရမလား surprise အနေနဲ့ပေါ့ဖီလေးကလည်းပုံလေးနဲ့ပဲအဲ့ဒါအော်ရာတယ်လေးတွေပေါ့ကွယ်ခုမှရတာမောင်လေးမှာတာကြားနေပြီလားစနေမှာတာခုမှရတာအမဲကလေးလေးတော့ကိုမှာတာချစ်တဲ့ပုံများနော်သမီးလေးအတွက်ကလည်းဒီမဲ့နှစ်ထဲဒီမဲ့အသေးပုံလေးနဲ့ကလေးလေးလှလိုက်တာမှဟောဒီမှာနောက်ကတော့လှရယ်နော်ကလေးဆိုပြီးတော့လေကလေးအင်ကြီးဆိုပြီးတော့လေဖြစ်ကလဆန်လေးလုံမပေးဘူးနော်ဒီလားတေရှာလေးလုံပေးထားတာဒီမှာအဲဆိုနောက်ကျောဘက်လေးအနီရောင်လေးနဲ့မိမိလေးအင်ကြီးအနီရောင်လေးနဲ့ဆိုတော့အလိုက်ဆုံးပဲလှရတယ်နေမကောင်းတော့ဈေးရောက်ဖို့တွေမတင်ရဘူးပေါ့ကွယ်တကယ်လို့အော်ရာမှာယူစီမယ်ဆိုတော့ရတယ်တိလားချက်ဖို့မှလည်းလာလို့ရတယ်ဘိုင်ဘာမှလည်းလာလို့ရတယ်လူကနည်းနည်းနေမကောင်းတော့ရိုက်ချင်စိမ့်ရိုက်ဖို့အားမရှိရနဲ့မရိုက်ရဘူးပေါ့နော်မှာယူဆက်တယ်လို့ရပါတယ်လို့အင်ကြီးပဲဝဲအော်ရာလေးလည်းကိုပုံလေးနဲ့လုပ်မယ်ဆိုရင်လည်းရပါတယ်လို့ချိုးပြီးတော့အော်ရာပေးရတာပေါ့နော်အနေချိုးပြီးတော့ပြောပြပါလို့မယူအားပေးတဲ့မောင်လေးကိုလည်းတကူးတကကျေးဇူးတင်ပါတယ်ပေါ့နော်အဝေးကနေတကူးတကမှာယူအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့နောက်လည်းလူတာရှိထမှာပါအောင်လို့အားပေးပါအောင်လို့နော်ပြောချင်ပါတယ်ရှင်